တနေ့မှာစစ်သားတယောက်ဟာတောထဲမှာလှုပ်ရှားနေစဉ်မတော်တဆမြေမြုပ်မိုင်းတစ်လုံးပေါ်ကိုနင်းမိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာထိတ်လန့်သွားပြီးအသက်ရှူတော့မဝင်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့အသက်တင်မကပဲသူ့ရဲ့တပ်ဖွဲ့ဝင်တွေရဲ့အသက်တွေပါအန္တရာယ်ကျရောက်သွားနိုင်လို့ဖြစ်ပါတယ်။ခဏကြာမှာတော့တပ်ဖွဲ့ခေါင်းဆောင်ကပတိန်ရောက်လာခဲ့ပြီးမိုင်းပတ်ဝန်းကျင်ကမြေကြီးတွေကိုတစ်သားချောင်းလေးနဲ့ဖြည်းဖြည်းချင်းဖယ်ရှားကြည့်ပါတော့တယ်။အဲ့ဒီအခါမှာသူတို့သဘောပေါက်သွားတာကဒီမိုင်းဟာအရွယ်စားအရန်ကြီးနေတာကြောင့်ဖျက်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာပါပဲ။ဒါကြောင့်ကပတိန်ကကြံတဲ့စစ်သားအားလုံးကိုနောက်ဆုတ်ခိုင်းလိုက်ပြီးမိုင်းနှင်းထားတဲ့စစ်သားကို3အထိရေတွက်တဲ့အချိန်မှာခြေထောက်ကိုမြှောက်လိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။စစ်သားကခြေထောက်ကိုမြှောက်လိုက်ချိန်မှာကပတိန်ကချက်ချင်းသူ့နေရာမှာအစားထိုးဝင်ရက်လိုက်ပါတယ်။ဒီလိုနဲ့ကပတိန်ဟာသူ့ရဲ့လက်အောက်ငယ်သားတပ်ကိုကယ်တင်နိုင်ခဲ့ပေမဲ့အခုတော့အန်ရီကသူ့စီကိုရောက်လာခဲ့ပါပြီ။ရုတ်တရက်ကပတိန်ဟာဟန်ချက်ပြတ်သွားပြီးခြေတစ်ဖက်ကမိုင်းပေါ်ကနေခွာသွားခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့စစ်သားတွေကကြောက်လန့်ပြီးမိုင်းပေါက်တော့မယ်လို့ထင်နေကြပါတယ်။ဒါပေမဲ့ကပတိန်ကတော့မိုင်းပေါ်မှာပဲခုံစောလုပ်နေပြီးဘာမှမဖြစ်ခဲ့ပါဘူး။အားလုံးအံ့ဩနေကြချိန်မှာတော့အမှန်တရားကိုသိလိုက်ရပါတယ်